အားလုံးမင်္ဂလာပါကျွန်တော်ကျော်ဝင်းပါကျွန်တော်အခုပြောပြမယ့်အကြောင်းအရာကဒီတိရသားသမီးတွေအတွက်နော်ရာသက်ပံငွေကြေးရည်တွေအကြောင်းကိုပြောကြားပေးသွားမှာဖြစ်ပါတယ်ဒီတိရသားသမီးတွေရဲ့မူလတဘာဝကိုငွေကြေးကအလဲကြာဖြစ်တယ်အလဲကြာဖြစ်တော့တိရသားသမီးတွေဟာငွေကြေးနဲ့ပတ်သက်လို့သူတို့ငွေကြေးရက်စရာနော်အကြောင်းကိစ္စတစ်ခုသူ့မှာလုံလောက်တဲ့ငွေကြေးအတိုင်းအတာတစ်ခုရပြီးပြီဆိုရင်ထပ်ပြီးတော့တွန်းတက်တဲ့ကြိုးစားခြင်းစိတ်အားနဲ့တက်ကြတယ်ဒါတိရသားသမီးတွေရဲ့သဘာဝပဲအဲ့တော့ဘာလို့အောင်လဲဆိုတော့တိရသားသမီးတွေမှာငွေကြေးကံအမြဲကောင်းနေဖို့ဆိုရင်တွန်းအားအမြဲပေးနိုင်တဲ့ရေရာတစ်ခုအမြဲလုပ်ပေးရမယ်အဲ့ဒါဘာလဲဆိုရင်ဒီသူ့ရဲ့အမြင့်ညွတ်တွဲတဲ့တက်နဲ့သူ့ကိုဆွဲတင်ရမှာငွေကြေးကံကိုဆွဲတင်ရမှာပေါ့နော်အဲ့တော့အဲ့ရေရာဘယ်လိုလုပ်အောင်လဲဆိုရင်ဒီတနေ့လာနေနနက်6နာရီကနေ9နာရီခွဲကြာနော်အဲ့ချိန်ရောက်တိုင်းကိုယ့်အိမ်ရဖေဟာဒါမှမဟုတ်အလုပ်မှာဆိုလည်းအလုပ်ရဖေဟာနော်ဆိုင်မှာဆိုလည်းဆိုင်ရဖေဟာအဲ့ဖေဟာမှာဆိုရင်ပန်းဦးတီးတန်းနဲ့နော်ပန်းဦးတဲ့ရေထက်ပြီးတော့ဩဇာ၄ညွတ်ဒါမှမဟုတ်လည်းဩဇာရွက်၄ရွက်အဲ့လိုပုံမှန်လူပေးရမယ်ဩဇာဆိုတာဒီတိရသားသမီးတွေရဲ့အမြင့်ညွတ်ပဲနော်ဩဆိုတာဒီတိရသားသမီးတွေရဲ့အမြင့်နော်ဇာဆိုတာတိရသားသမီးတွေရဲ့အညွတ်ဆိုတော့ဩဇာဆိုတာသူကအမြင့်နဲ့အညွတ်နဲ့တွဲထားတာပါနော်အမြင့်ညွတ်တက်တဲ့ဒီတိရသားသမီးတယောက်ရဲ့ကံငွေကံကိုကျွန်တော်တို့ဆွတ်တင်မှာသာပုံမှန်မှာဒီတိရသားသမီးရဲ့ငွေကြီးကံအကောင်းလာမယ်ဒါငွေကြီးကံတိုးတက်လာမှာဖြစ်ပါတယ်ဒါဘယ်လောက်ထိလောက်အောင်လဲဆိုရင်ရာသက်ပံဘဝတစ်လျှောက်လုံးတိရသားသမီးတွေဟာလှုပ်သွားမှာဖြစ်ပါတယ်အားလုံးကြမှာချမ်းသာကြပါစေ